အောင်မြင့်ဆုံးဘောလုံးကလပ်အသင်းကိုပြပါဆိုရင်လူကြီးမင်းတို့ဘယ်အသင်းကိုရင်ဆုံးပြေးမြင်နေကြပါသလဲဟုတ်ပါတယ်အဖြစ်ကတော့ Real Madrid အသင်းပါပဲခန်းထားတဲ့တမိုင်းကြောင်းစင်လာနဲ့အောင်မြင်မှုများစွာကိုတိမ့်ပိုက်ရယူနိုင်ခဲ့တဲ့ကလပ်အသင်းက Real Madrid ပါပဲဒါဆိုရင် Real အသင်းဘယ်လိုစတင်ခဲ့လဲဆိုတာကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်1902ခုနှစ်မတ်လ6ရက်နေ့မှာဟွန်ပတ်တော်ဦးဆောင်တဲ့ဘိုးကွယ်အသစ်ကိုရွေးချယ်တင်မြှောက်ပြီးနောက်မက်ဒရစ်ဖူဘောကလပ်ကိုတရားဝင်တည်ထောင်ခဲ့ပါတယ်။ပတ်တော်ညီကိုတွေကတခြားဘောလုံးဝါသနာဦးများကိုစုစည်းပြီးတော့အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြပါတယ်။သူတို့ကဘောလုံးကိုလူသားစားအားလုံးရသင့်ရထိုက်တဲ့အကျိုးစီးပွားရေးအားကစားတစ်ခုအဖြစ်ရှုမြင်ပြီးတော့ကလပ်သင်းကအဲ့ဒီအယူဆကိုထည့်သွင်းသင့်တယ်လို့ထင်ကြပါတယ်။ညီကိုတွေဟာတင်ကျွန်တော်ထဲလက်ခံခဲ့ကြပြီးအသင်းဝင်ချင်းကိုလည်းတလားလင်ဒုပီစီတာသတ်မှတ်ထားခဲ့ကြပြီးပတ်တော်သည်၎င်းရဲ့ခီးစဉ်တစ်ခုမှာတွေ့ဆုံခဲ့တဲ့နာမည်ကြီးအင်္ဂလိပ်အသင်းကိုရင်တီရန်ကိုဂုဏ်ပြုသောအားဖြင့်အသင်း၏ဝတ်စုံကိုအဖြူအောင်အဖြစ်ရွေးချယ်ခဲ့ပါတယ်။စတင်တည်ထောင်ပြီး3နှစ်အကြာ1905ခုနှစ်တွင်မက်ဒရစ် SC သည်အတလက်တစ်ဘီဘာအိုကိုစပိန်ကပ်ဖိုင်နယ်မှာအနိုင်ရပြီးနောက်၎င်းရဲ့ပထမဦးဆုံးဆုဖလားကိုရရှိခဲ့ပါတယ်။